ဒီနေ့အာနာဦးမဲမွန်တိုင်လုပ်မယ်အာနာဦးမဲမွန်တိုင်ဆိုတာကအရင်တော့ရှင်းပြမယ်ဆိုမြန်မာလို့ဆိုရင်တော့ဒီကွက်လက်ဖြည့်ပါပေါ့နော်အင်္ဂလိပ်လို fill in the blank ဒီအပေါက်ဖြည့်ရတဲ့အမွန်တိုင်ပေါ့နော်ဆိုတော့ဒီစာကြောင်းကိုတစ်ချက်အရင်ဖတ်ကြည့်မယ်ရေးသားတာက新しい職場の初日どこに行けばいいかわからず何々していた新しい職場の初日どこに行けばいいかわからず何々していたဆိုတော့ဒီလေးခုလေးရရွေးရမယ်အရှိတ်တကိစစ်စနာမွန်ပေါ့နော်ဖះမှန်မလဲရွေးပေးပါနံပါတ်1ကဆဆတ်တော့နံပါတ်2ကမာကောမာကောနံပါတ်3ကနီကိုနီကိုနံပါတ်4ကကာကာရီဆိုတော့ဒီလေးခုလေးကဘယ်ဟာအဖြစ်မှန်ဖြစ်မလဲ10စက္ကန့်အချိန်ပေးပါမယ်ကြအဖြေစဉ်းစားရရပြီလားအဖြေကနံပါတ်2မာကောမာကောပါဆိုတော့မာကောမာကောကဘာလဲဆိုရင်ဒီမှာဒါ N3 N2 လောက်မှာပါတဲ့စကားလုံးပေါ့နော်ဘယ်ချိန်မျိုးမှာသုံးတာလဲဆိုရင်ခေခန်းကနောက်ခုနားနေကိုဆိုရပါအေးကဝါကာရနိုင်တော့ကိပြောရရင်မြန်မာလိုပြောရင်တော့ဘယ်လိုပြောမလဲရောင်းလဲလဲဖြစ်နေတာပေါ့နော်သူ့ရဲ့ပထမဆုံးအလုပ်ပထမဆုံးရှော့နေချီပေါ့နော်ပထမဆုံးနေ့ဒါမှမဟုတ်ဒီနေရာကိုမိုင်အီတာခိုတိုကနိုင်တော့ခေါ်နေအီတာတော့ကိအရင်မသွားဘူးတဲ့နေရာမိုင်ရတာခိုတိုကနိုင်ရှိကိုတော့ရတော့ကိအရင်မလုပ်ဘူးတဲ့အလုပ်ကိုလုပ်တဲ့အခါမှာဘယ်သူမှဆိုရောင်းလဲလဲဖြစ်မှာပဲဘယ်ဟာစားလို့လောက်ရမှမသိဘူးဒါပြီးရင်ဘာလုပ်ရမှမသိဘူးကိုယ်တယောက်ကတင်ပေးမှပြောပြပေးမှကိုတိမဲ့အခြေအနေမျိုးအဲ့ခါမျိုးမှာရောင်းလဲလဲဖြစ်မယ်အဲ့လိုရောင်းလဲလဲဖြစ်တာကိုမာကောမာကောလို့သုံးပါတယ်じゃあ初日だからといってまごまごせずに周りの人の行動についていけばいいかなと思いますပထမဆုံးနေ့ဆိုပြီးတော့လေလူရောင်းလဲဖြစ်မနေပဲနဲ့ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကလူတွေဘာတွေလုပ်နေလဲဘာဘယ်လိုတွေလုပ်နေလဲဆိုတာမျိုးကိုကြည့်ပြီးတော့ကိုကမေးတင်တိုင်းမေးပြောတင်တိုင်းပြောသူတို့လုပ်တဲ့အတိုင်းလိုက်လို့တင်တိုင်းလိုက်လုပ်ပြီးတော့ပထမဆုံးနေ့ကိုကြော်ဖြတ်ဖို့အကြံပေးချင်ပါတယ်皆さんはပထမဆုံးဒီလိုမျိုး仕事だったりね学校の初日だったりဒီလိုရောင်းလဲဖြစ်မှုတဲ့အတွေ့အကြုံရှိလားဘယ်လိုမျိုးဖြစ်လဲဆိုတာကိုကွန်မန့်မှာတစ်ချက်ရေးပေးပါပါဦး။ကြနောက်နေ့မှာထပ်တွေ့ပါမယ်။ Bye bye